ကျမကအသက်20အရွယ်ဟိုရိုရုပ်ရှင်တွေကိုအရန်ယူသွတ်တဲ့မိန်းကလေးတစ်ယောက်ပါပြီးခဲ့တဲ့တစ်နှစ်လုံးမှာရုပ်ရှင်တွေကအယုတ်တွေမျက်နှာဖုံးတွေကိုတကယ်အရွယ်အစားအတိုင်းစုဆောင်းခဲ့တယ်အထူးသဖြင့် Michael Myers ရဲ့အမာခံပရိသတ်မှုပြီးခဲ့တဲ့အောက်တိုဘာလကတကယ်အရွယ်အစားအတိုင်းလှုပ်ထားတဲ့အယုတ်ကြီးတစ်ရုပ်ကိုဝယ်ခဲ့တယ်သူကတကယ်လူတစ်ယောက်လိုပဲအရက်6ပေရှိပြီးမျက်နှာဖုံးပုံတူသွေးတွေပေကျန်နေတဲ့ဓာတ်အစစ်လိုဓာတ်ကြီးကိုလည်းကင်ထားတယ်အစပိုင်းမှာအခန်းထဲမှာမှောင်မဲနေတဲ့အယုတ်ကြီးကိုမြင်ရတာကြောက်စရာကောင်းပေမဲ့နောက်ပိုင်းတော့ကျမကျင်သားရသွားပြီးသူ့အနားမှာရှိနေရင်တောင်တက်တောင့်တက်တာခံစားလာရတယ်ဒါပေမဲ့အိမ်ကလူတွေကတော့ကျမကိုယူနေတယ်လို့ထင်ကြသလိုဒီအယုတ်ကြီးကိုလည်းမကြိုက်ကြဘူးဖြစ်ရဆန်းစတင်ခြင်းမနစ်ကတညမှာအိမ်မှာကျမတယောက်တည်းရှိနေတော့အောက်ထပ်မှာရုပ်ရှင်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်မှာအပေါ်ထက်ကစူညံတန်တွေကြားလိုက်ရတယ်။ကျမကြောင်သွားပြီးဖြည်းဖြည်းချင်းအခန်းထဲကိုတက်သွားခဲ့တယ်။ဒါပေမဲ့ကျမအခန်းထဲရောက်တာနဲ့အောက်ထပ်တကားကနေလူဝင်လာတဲ့စူညံတန်ကိုထပ်ကြားလိုက်ရပြန်တယ်။ကျမတယောက်တည်းပဲရှိနေတဲ့အိမ်ထဲမှာမီးတွေအကုန်ပိတ်ပြီးမှောင်ထဲမှာငြိမ်ငြိမ်လေးထိုင်နေမိတယ်လူတွေစကားပြောနေတဲ့အတန်ကိုကြားနေရပြီးအဆိုးဆုံးကတော့ကျမအခန်းစီကိုလှေကားကနေခြေတံတွေတက်လာတာပါပဲကျမအခန်းထောင်မှာခေါင်းမူပြီးမေးလဲသွားမတဲ့ကြောက်လန့်နေမိတဲ့ချွေးတွေတောင်ထွက်လာတယ်ရင်ထိတ်เสียအဆုံးသက်ရုတ်တရက်တကားပွင့်သွားပြီးအုတ်ထုတ်ဆောင်ထားတဲ့လူတစ်ယောက်ဝင်လာတယ်။သူ့လက်ထဲမှာချွန်ထက်တဲ့ဓာတ်တစ်ချောင်းကိုကင်ထားပြီးကျမစီကိုတဲ့တဲ့လျှောက်လာတယ်။ကျမအေးဆက်နေတဲ့နေရန်ကိုမိထားရင်းတစ်ခုခုကိုစုပ်ကင်ခြင်းစိမ့်နဲ့ဘေးက Michael Myers အယုတ်ကြီးရဲ့လက်မောင်းကိုလှမ်းကင်လိုက်မိတဲ့အချိန်မှာမယုံနိုင်စရာကောင်းတာက Michael Myers အယုတ်ကြီးကရွေရှားသွားခဲ့တာပါပဲ။မှောင်နေတာကြောင့်အခန်းထဲကိုကျူးကျော်ဝင်လာတဲ့လူက Michael ရှိနေမှန်းမသိခဲ့ဘူး။အယုတ်ကြီးစီကရွေရှားတန်ကိုကြားလိုက်ရတဲ့အခါဒါကလျှက်စစ်တန်မဟုတ်ပဲကျမလက်နဲ့ပုတ်တိုက်မိတဲ့အတန်ပါအဲ့ဒီလူကလှည့်ကြည့်ပြီးချက်ချင်းကိုအော်ဟစ်ကပြေးပါလေရောသူ့ဘဝမှာဒီလောက်မြန်မြန်ပြေးတဲ့လူကျမတခါမှမမြင်ဘူးသူကအပြင်မှာစောင့်နေတဲ့ဘင်ကားတွေကလူစီကိုအော်ဟစ်ပြီးမောင်းပြေးသွားကြတော့တယ်သူတို့ပြေးသွားမှကျမပြတင်းပေါက်မှာအကွဲကြောင်းကြီးကိုသတိထားမိတယ်ဒီလူဆိုးတွေကကျမကိုအာယုံလွဲအောင်ပြတင်းပေါက်ကိုကြောက်ခဲနဲ့ပြစ်ပေါက်ပြီးမှအောက်ထပ်ကနေဝင်လာကြတာပါဒါပေမဲ့ကျမဂယုမဆိုင်နိုင်ဘူးမိုက်ကယ်ကိုပဲစိုက်ကြည့်နေမိတယ်သူဘလို့လှုပ်ရှားနိုင်တာလဲကျမစုံစမ်းစစ်ဆေးကြည့်တော့မှဒီရုပ်ကြီးကတစ်ချိန်လုံး animatronic စက်ရုပ်နည်းပညာနဲ့လှုပ်ရှားနိုင်တဲ့အယုတ်တယောက်ဖြစ်နေမှန်းသိလိုက်ရတယ်ကျမဝယ်တော့ကဒါကိုမသိခဲ့ဘူးဒါပေမဲ့အဲ့ဒီညကသူရွှေရှားသွားတာကကျမရဲ့အသက်ကိုကယ်တင်လိုက်တာလို့ပဲကျမထင်ခဲ့တာအခုဆိုရင်ရဲကိုလည်းအကြောင်းကြားပြီးပါပြီအဖိုးတန်တာဘာမှမပါသွားပေမဲ့အဲ့ဒီနေ့က Michael Myers တာမရှိရင်ကျမဘာဖြစ်သွားမလဲဆိုတာမတွေးရဲဘူးသူ့ကိုကျမအခန်းထဲမှာထည့်ထားခဲ့မိလို့အရန်ကျေးဇူးတင်မိတယ်တကယ်တော့သူကအမြဲတမ်းမလှုပ်ရှားပဲနေခဲ့တာပါအဲ့ဒီညကသူဘယ်လိုမျိုးလှုပ်ရှားသွားလဲဆိုတာကျမအတွက်တော့အခုထိထူးဆန်းနေတော့ပါပဲ